မောင်နှမ3ယောက်ပထွေးပြုတ်ကျင့်တာခံရအစိုးဆုံးက3ယောက်ထက်က1ယောက်ကပထွေးနဲ့ကလေးရပြီးအခုအဲ့ဒီကလေးကအသက်4နှစ်အရွယ်တောင်ရှိပြီရွှေအိမ်ထုတ်ထားတဲ့ရှီရာမိကမာယူအားပေးလို့ရတယ်နော်ရှင်နောက်အိမ်ထောင်ပြူတဲ့မိမိတို့ဒီလိုမျိုးတည်င်းကိုကြည့်ကြပါရှင်ဒီအဖြစ်အပျက်ကဒီနေ့6လပိုင်း4ရက်နေ့2025ထိုင်းနိုင်ငံစမုဆုံခမ်းမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ကတော့လွန်ခဲ့တဲ့10နှစ်တုန်းကအသက်35နှစ်ကလေးအမေ3ယောက်ကကလေးအဖေနဲ့ကွာရှင်တော့နောက်ယောက်ျားယူတယ်အဲ့တုန်းကနောက်ယောက်ျားအသက်23နှစ်ပဲရှိသေးတယ်အဲ့တုန်းကအရင်ယောက်ျားနဲ့ရထားတဲ့သမီး3ယောက်ရှိတယ်သမီးအကြီးရဲ့အသက်က18နှစ်သမီးအလက်ကအသက်17နှစ်နဲ့သမီးအငယ်ကအသက်4နှစ်သမီးအကြီးနဲ့ပထွေးကအသက်သိပ်ပြီးမကွာဘူးပထွေးကဆောက်လုပ်ရေးအလုပ်လုပ်တော့အမေကသမီး3ယောက်ကိုခေါ်ပြီးပထွေးနဲ့တွားနေတယ်အမေမရှိတဲ့အချိန်တွေမှာပထွေးကသမီးအကြီးကိုအဝတ်တွေအကုန်ချွတ်ခိုင်းပြီးပထွေးလည်းအဝတ်ချွတ်တယ်ပြီးတော့ပထွေးရဲ့ကိလေသာတွေကိုသမီးကြီးကိုလွှဲပြောင်းပေးတယ်ဆိုပြီးသမီးကြီးကိုဟိုကင်ဒီကင်လုပ်တယ်ပြီးတော့ဒီကိစ္စသမီးကြီးဘသူကိုမှပြောပြလို့မရဘူးနော်တကယ်လို့သမီးကြီးသူများကိုပြောပြရင်သမီးကြီးရဲ့အမေနဲ့ညီမလေးတွေအန်တီရဲ့ကြုံတွေ့ရလိမ့်မယ်လို့ပထွေးကသမီးကြီးကိုချိန်ချောက်ထားတယ်ဒါကြောင့်သမီးကြီးကဘသူကိုမှမပြောပြရဘူးညဆိုပထွေးကသမီးကြီးကိုလာဖက်တယ်ပထွေးရဲ့အပြုတ်အမူကိုသမီးကြီးကအမေကိုပြောပြတော့လေပထွေးကိုသမီးကြီးကအဖေလို့ခေါ်လိုက်အဲ့ဆိုသမီးကြီးအန်တဲကင်းသွားမယ်လို့ပဲအမေကပြောတယ်ဒါကြောင့်သမီးကြီးကအဲ့နေရာကိုဆက်မနေပဲဘန်ကောက်မှာရှိတဲ့သူငယ်ချင်းစီကိုတွားနေလိုက်တယ်သမီးအလက်အသက်17နှစ်အရွယ်ကလေးကပထွေးနဲ့အမေစီကိုတွားနေတယ်သမီးလက်အသက်16နှစ်အရွယ်ရောက်တော့နေရင်သမီးလက်ကကိုကိုရတယ်ဘတူနဲ့ရတဲ့ကိုကိုလဲလို့မေးတော့လေသမီးအလက်ကရီးစားဟောင်းနဲ့ရတဲ့ကိုကိုလို့ပဲသူများကိုလိုက်ပြောတယ်သမီးအလက်ကလေးကိုမွေးဖွားလာတော့ခလေးရဲ့ရုပ်ရောအပြုတ်အမူကပထွေးနဲ့တပုံစံတဲ့ရှင်အခုဆိုရင်သမီးအလက်ကအသက်20နှစ်ရှိပြီသူ့ရဲ့ခလေးလည်းအသက်4နှစ်အရွယ်ရှိပြီရှင်သမီးအငယ်ခါကျတော့လက်ရှိအသက်14နှစ်အခုသမီးအကြီးလည်းအသက်28နှစ်ရှိပြီသမီးကြီးပထွေးနဲ့အမေစီထွက်လာတာ10နှစ်ရှိတော့ပြီရှင်ပြီးခဲ့တဲ့4လပိုင်းတုန်းကသမီးကြီးကအမေနဲ့ပထွေးစီကိုပြန်သွားတယ်သမီးကြီးပြန်သွားတာနဲ့ပထွေးကသမီးကြီးစီကိုလာပြီးပထွေးကသမီးကြီးသူများစီကအကျွေးတင်တာတွေကိုလိုက်ဆက်ပေးမယ်ပြောပြီးသမီးကြီးကိုပြုတ်ကျင့်သွားတယ်တရှင်အဲ့ဒီနောက်မောင်နှမ3ယောက်ကစကားပြောကြတယ်သမီးကြီးကပထွေးပြုတ်ကျင့်တာခံရတယ်ပြောတော့သမီးလက်လည်းအမှန်တော့ပထွေးသူ့ကိုပြုတ်ကျင့်လာတာ10နှစ်ရှိပြီခလေးလည်းပထွေးရဲ့ခလေးဖြစ်တယ်လို့ပြောတယ်အသက်14နှစ်ပဲရှိသေးတယ်သမီးအငယ်ကပထွေးပြုတ်ကျင့်တာခံရကြောင်းပြောတယ်။သမီးအငယ်ကစကားအရာနေတဲ့သူဖြစ်သွားတယ်တဲ့ရှင်။အမေကအကုန်လုံးကိုတီးနေပြီးသားဒါပေမဲ့အမေကအမှန်တရားကိုဖုံးကွယ်ထားတာတဲ့ရှင်။အမေကယောက်ျားနဲ့အတူတူနေလာတာကြာပြီးပြီးတော့ယောက်ျားနဲ့အတူသူများစီကအကျွေးတွေယူထားတာလဲရှိလို့ယောက်ျားနဲ့လည်းမခွဲနိုင်လို့မတိတလို့ပဲနေတာတဲ့ရှင်ဒါကြောင့်အမကြီးလဲညီမလေးနှစ်ယောက်ကိုခေါ်ပြီးအမေနဲ့ပထွေးအိမ်ကနေထွက်လာလိုက်တယ်ပြီးတော့ခွန်တုံးအော့ကိုတွားပြီးအကူအညီတောင်းလိုက်တယ်ရှင်အခု4နှစ်အရွယ်ကလေးလဲတာဝန်ရှိရဲ့လက်ထက်ကိုရောက်ပြီးဒီနေ့တာဝန်ရှိတဲ့တည်င်းထောက်တွေကပထွေးနဲ့အမေကိုတွားရှာကြတယ်ဒါပေမဲ့ပထွေးကတည်င်းထောက်တွေကိုဘာမှအချက်လည်းမပေးဘူးတည်င်းထောက်ကပထွေးရဲ့အမေနဲ့တွားတွေ့တယ်ပထွေးအမေဘယ်လိုပြောလဲဆိုတော့တားကမုံနမ3ယောက်ထက်ကအလက်1ယောက်နဲ့ပတ်သက်မှုရှိနေကြတာကိုသိတယ်4နှစ်အရွယ်ကလေးလဲတားနဲ့ရထားတဲ့ကလေးဖြစ်မှအမေသိတယ်ဘာလို့လဲဆိုတော့ကလေးရဲ့ရုပ်ကပထွေးဖြစ်တဲ့ကျမသားရဲ့ရုပ်နဲ့တပုံစံတဲ့အပြုတ်အမူရောပဲရုပ်ကတပုံစံတဲ့ထွက်လာတယ်တဲ့ရှင်ပြီးတော့တခါတလေတားကသူ့မိန်းမနဲ့ဖက်တတွေလှုပ်ရင်အလက်တယောက်ကပထွေးနဲ့အမေကိုတဝန်တိုးပြီးမကြေမနက်ပုံဖြစ်တယ်အိုးခွက်ပကံတွေကိုပြစ်ပေါက်တဲ့အထီလှုပ်တယ်အလက်တယောက်ကပထွေးနဲ့အမေကိုတဝန်တိုးနေတာတွေ့နေကြကြံတဲ့အကြီးတယောက်နဲ့အငယ်တယောက်ကတော့ပထွေးတကယ်လှုပ်ရမလှုပ်ရဘူးဆိုတာမသိဘူးတဲ့ရှင်တာဝန်ရှိက4နှစ်အရွယ်ကလေးရဲ့ DNA ကိုယူသွားစစ်တယ်တကယ်ပဲအဲ့ဒီကလေးကပထွေးရဲ့ကလေးဟုတ်မဟုတ်ဆိုတာရှင်လောကမှာဒီလိုမျိုးအကြောင်းအရာတွေရှိလိမ့်မယ်လို့မထင်ထားဘူးနော်ရှင်ဒီကိစ္စပထွေးကိုပဲအပြစ်တင်လို့မရဘူးခလေးအမေကိုလည်းအပြစ်တင်ရမယ်လောကကြီးဘာတွေဖြစ်ကုန်ပြီလဲနော်ရှင်